大家好，အားလုံးပဲမင်္ဂလာပါရှင်။ One Sweet Chinese Speaking Class မှာကြိုဆိုပါရစေ။နေ့စဉ်တရုတ်စကားပြောသင်ယူဖို့9မိနစ်လောက်အချိန်ပေးနိုင်ပါသလား။ One Sweet Chinese Speaking Class မှာတင်ဆက်ပေးသွားမယ်။ 5 minute class ကိုနေ့တိုင်းနားထောင်ပြီးတရုတ်စာတက်မြောက်အောင်သင်ယူကြရအောင်နော်။ဒီနေ့ Day 3ရဲ့ခေါင်းစဉ်ကတော့တဦးနဲ့တဦးမိတ်ဆက်ခြင်းဖြစ်ပါတယ်။မိမိမြင်နေတဲ့သူနဲ့ပထမဆုံးချိန်တွေ့ဆုံကြရင်တစ်ဖက်လူရဲ့နာမည်မိမိရဲ့နာမည်ချင်းချင်းမိတ်ဆက်ကြပြီးမှတည်ကျွမ်းကြတယ်လို့ခေါ်တာမို့လားဒါဆိုရင်မေးဖြေလေးတွေနဲ့သင်ယူကြည့်ကြရအောင်နော်ဒီ1နဲ့ဒီ2မှာပြောခဲ့တဲ့နှုတ်ဆက်စကားလေးတွေနဲ့တွေ့ပြောကြည့်လို့ရတယ်နော်ဒါဆိုရင်စလိုက်ကြရအောင် A ကနေမှစမေးပါမယ်你叫什么名字你ဆိုတာကတင်သူမဟုတ်နဲ့叫ဆိုတာကခေါ်သည်什么ဆိုတာကပါလဲ名字ဆိုတာကနာမည်ဒီစကားလုံးတွေကိုဒီအစင်းလိုက်တိုင်းနဲ့စာကြောင်းဖွဲ့ပြောမယ်ဆိုရင်တော့မျက်နှာမယ်ဘယ်လိုခေါ်လဲလို့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ကြည့်ရအောင်နော်你叫什么名字你叫什么名字你叫什么名字ကြောက်နဲ့မေးရင်ကြောက်နဲ့ပြန်ဖြေလို့ရပါတယ်ဒီတော့ B ကနေမှပြောပါမယ်我叫小丽我ဆိုတာကငါကိုပြောတာကြောက်ဆိုတာကခေါ်သည်小丽ဆိုတာကမိန်းကလေးတစ်ယောက်ရဲ့နာမည်ဒီစကားလုံးတွေကိုဒီအစင်းလိုက်တိုင်းနဲ့စာကြောင်းဖွဲ့ပြောမယ်ဆိုရင်တော့ငါနာမည်小丽လို့ခေါ်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ကြည့်အောင်နော်我叫小丽我叫小丽我叫小丽ဒီ小丽ဆိုတဲ့နာမည်နေရာမှာမိမိရဲ့နာမည်တကယ်ချင်းနာမည်တွေအစားထိုးထည့်ပြီးဝကြဖွဲလေ့ကျင့်လို့ရပါတယ်တစ်ဖက်လူရဲ့နာမည်ကိုနောက်တစ်မျိုးမေးလို့ရပါသေးတယ်အသုံးများတဲ့ပုံစံနေပါပဲအေးကနေမှစမိမယ်နော်你是谁你ကတော့တည်ပြီးသားဖြစ်လို့မရှင်းပြတော့ဘူးနော်是ဆိုတာကဖြစ်တယ်ဟုတ်တယ်လို့အဓိပ္ပာယ်ရပါတယ်ရန်အသုံးများတဲ့စကားလုံးမှာ谁ဆိုတာကတော့ဘယ်သူလဲလို့မေးတာပါဘာသာပြန်စာကြောင်းဖွဲ့လိုက်ရင်တော့နင်ဘယ်သူလဲလို့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ကြည့်ရအောင်နော်你是谁你是谁你是谁ဒီမှာရှင်းနဲ့မေးလို့ရှင်းနဲ့ပြန်ဖြေလို့ရပါတယ်ဘီကနေမှပြန်ဖြေတယ်我是小丽我ဆိုတာကငါ是ဆိုတာကဖြစ်တယ်ဟုတ်တယ်小丽ဆိုတာကမိန်းကလေးတစ်ယောက်ရဲ့နာမည်ဘာသာပြန်စာကြောင်းဖွဲ့လိုက်ရင်တော့ငါက小丽ဖြစ်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ကြည့်ရအောင်နော်我是小丽我是小丽我是小丽နောက်ထပ်ဒီနေ့ဆက်သင်ပေးချင်တာကအသုံးအများဆုံးနာမ်စားတွေဖြစ်ပါတယ်အဲ့ဒါတွေကတော့你ဆိုတဲ့တင်我ဆိုတဲ့ငါ他ဆိုတဲ့သူဆိုတာပဲဖြစ်ပါတယ်အပေါ်ကသင်ထားခဲ့တဲ့အမည်ဖြင့်နဲ့他ဆိုတဲ့စကားလုံးကိုထည့်ပြောကြည့်ရအောင်နော်他叫什么名字သူနာမည်ဘယ်လိုခေါ်လဲ他是谁သူကဘယ်သူလဲဒါဆိုရင်တပ်ပါစံတရားရောက်ကိုခေါ်တဲ့မေးတဲ့ပုံစံမျိုးကိုသိသွားပြီနော်လိုက်ဆိုကြည့်ကြည့်အောင်နော်他叫什么名字他叫什么名字他叫什么名字他是谁他是谁他是谁ဒါဆိုရင်တကယ်ချင်းသူမဟုတ်တပ်ပါစံတူကိုမိတ်ဆက်မယ်ဆိုရင်ဘယ်လိုပြောကြမလဲဒီမှာတော့ B ကနေမှပြန်ဖြေထားတာရှိပါတယ်他是我的朋友他ဆိုတာကသူ是ဆိုတာဖြစ်တယ်သူမဟုတ်ဟုတ်တယ်我ဆိုတာကငါဒီမှာ我的ဆိုတဲ့စကားလုံးအတစ်ကို
အထူးပြောဖို့လိုအပ်တာပေါ့နော်我的ဆိုတာငါရဲ့အနောက်မှာသူကတက်ရှိတက်မဲ့ကျောင်းရာအကုန်လုံးလိုက်လို့ရတယ်ငါနဲ့ပတ်သက်တာငါနဲ့သက်ဆိုင်တာငါပိုင်ဆိုင်တာဒါတွေအကုန်ထည့်လို့ရတယ်အဲ့တော့我的ဆိုရင်ငါရဲ့你的ဆိုရင်你ရဲ့他的ဆိုရင်သူ့ရဲ့ဆိုပြီးရေးလို့ရပါတယ်ဒီမှာနောက်ထပ်ဆက်ပြောရင်တော့朋友ဆိုတာတငယ်ချင်းကိုပြောတာပါအဲ့တော့စာကြောင်းက他是我的朋友ဆိုရင်သူဒီငါရဲ့တငယ်ချင်းဖြစ်တယ်လို့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ကြည့်ရအောင်နော်他是我的朋友他是我的朋友他是我的朋友ဒီမှာမိတ်ဆက်ပေးချင်းခံရတဲ့သူကစီကနေမှပြန်ပြောတဲ့စကားလေးကိုထည့်ပေးထားပါတယ်သူကနေမှ你好我是小月ဆိုပြီးမိမိနာမည်ကိုပြန်မိတ်ဆက်တာကိုတော့ဒီနေ့ day 3 ထိတေချာနားထောင်ထားတဲ့လူတွေအတွက်လွယ်သွားပြီလို့ထင်ပါတယ်နော်အထူးမရှင်းပြတော့ပါဘူးဟုတ်လားဒါဆိုရင်ဒီနေ့ day 3ရဲ့အနည်းချုပ်ကိုပြန်ပြောပြမယ်နော်你叫什么名字မင်းနာမည်ဘယ်လိုခေါ်လဲ我叫小丽ငါနာမည်小丽လို့ခေါ်ပါတယ်你是谁မင်းကဘယ်သူလဲ我是小丽ငါက小丽ပါ他是谁သူကဘယ်သူလဲ他是我的朋友သူကငါရဲ့တငယ်ချင်းပါ你好我是小月မင်္ဂလာပါငါက小月ပါဆိုပြီးခုနှစ်ကြောင်းပဲဖြစ်ပါတယ်မမိဘာသာလေ့ကျင့်မယ်ဆိုရင်အစားထိုးလို့ရအောင် vocabulary 6ခုလည်းအဆုံးသတ်မှာထည့်ပေးထားပါတယ်နော်လိုက်ဆိုကြည့်ကြည့်ရအောင်နော်အဖေကို爸爸爸爸爸爸အမေကို妈妈妈妈妈妈အကိုကို哥哥哥哥哥哥အမကို姐姐姐姐姐姐ညီလေးသူမဟုတ်မောင်လေးကို弟弟弟弟弟弟ညီမလေးကို妹妹妹妹妹妹ဒီနေ့တော့ဒီလောက်ပါပဲရှင်အားလုံးလည်းပြင်မှာစာထုတ်ပြောကြည့်ပြီးတခြားလေ့ကျင့်ရင်မြန်မြန်တက်လည်မယ်လို့ယုံကြည်ပါတယ်စိတ်ဝင်စားရင် One Sweet Chinese Speaking Class ရဲ့ channel ကို subscribe လုပ်ထားကြပါအောင်နော်အများအတွက်အကျိုးရှိတယ်လို့ယူဆရင်ဗီဒီယိုလေးကို like and share လုပ်ထားပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်谢谢大家的支持拜拜我们明天见